စားကြပါအောင်ရှင်ဒီမှာလူကနေမကောင်းဒီမကောင်းတော့သမီးမစားရင်တော့အတုပ်ကလေးတုပ်စားပါတယ်ဒါမနက်စာမစားရတယ်ဥမစားတာမနက်စာကျမရဲ့သမီးတွေကတော့ကျောင်းကပြန်လာတဲ့အချိန်မှာဒီမှာဒီနေ့ကသူကကျောင်းပိတ်ပြီလေရှင်လည်းပဲကျောင်းပိတ်ပြီဆိုတော့သူ့ကိုကျောင်းပိတ်ရင်ဒီဟာစားရမယ်ဆိုလို့ကျောင်းပိတ်မှဒီဟာစားတယ်ကျောင်းဖွင့်ရဆိုသူ့ကိုမကြွေးပါဘူးဒီကဲတုပ်ပေါ့နော်အမေလည်းပြော ice cream စားမယ်ဆိုတမ်းဒီကဲတော့စားရတယ် ချိုရဲနေရတယ်ဟေးစားသူ့ရဲ့ရေခဲတဲ့ကိုနည်းနည်းအရသာတွေ့ကြပါဇက်တောင်ပြက်သွားတယ်နှစ်ပေါ်လေးကပါဇက်ကပြက်နေပါတယ်သူချိုရဲစားကြပါလို့ရှင်လူကတော့မကောင်းဘူးနော်အမေကစားကြပါလို့ရှင်ဆိုဖုန်းလေးကလူတွေကျွေးတယ်သူ့ကိုမကျွေးဘူးအမေရင်စားတယ်သူ့ကိုမကျွေးဘူးလို့အမေကစားမှာတောက်ပိတ်ရင်မလို့စားမထည့်တယ်စီရှာမယ်ဟုတ်တယ်တယ်ချင်းကစားစားရင်တော့အတိအမသူ့ရဲ့တငယ်ချင်းရဲ့အတိအမမှားတယ်ချင်းကတော့ကောင်းပါတယ်ဒါပေမဲ့ပူပူလေးဆိုတော့ပိုကောင်းတာပေါ့ကိုကနေကင်းညာမှားဟာအခုမှစားရတယ်မင်းမိုးလေးတော့အမေမှားရမှာမဟုတ်ဘူးအဲ့လိုမှားဟာအခုမှရတယ်တော့2 နာရီလောက်ရဝဲလာတာကွယ်2 နာရီလောက်ရဝဲလာတာဆိုတော့အခုကျအေးသွားတာပေါ့2 နာရီကောင်းတယ်နေမကောင်တော့ကြိုက်ခဲပြီးတော့အခုနေမကောင်းတဲ့အချိန်ကျတော့လေအမေအိမ်ကိုအရန်ပိုလွှတ်ပိုတတိယအမေအိမ်မှာကဘာမလုပ်ရစားဖို့ကစားအမေကအစင်းနဲ့ပြင်ပေးဆေးရစားအမေကတိုက်တာကိုယ်ကတော့ရတာမဟုတ်ကိုကအဲ့ဆေးလုံးကိုယူပြီးတဲ့ထက်တောက်တယ်ခြေနဲ့ဆေးနဲ့ကအစင်းနဲ့အခုတော့တို့လည်းကိုချီအကုန်လုံးမခေါ်ရမလားမရလေကိုမမလုံးမလို့မရှိဘူးအမေရဲ့တမီးနဲ့ကွာလို့တမီးကငယ်ပြီအမေကြီးရပြီတမီးကဘာလို့လဲသိလေအဲ့တော့အမေကပြင်မလာပေါ့တမီးလောက်တော့လည်းမပြင်မလာအမေလည်းကြီးတော့မှကြီးရအမေကပကံစေတကြီးရအမေကသမီးစားတမီးပဲအကုန်ကြောင်မကြီးပဲဖြစ်ပါဆက်တယ်မင်းလည်းဒီကတော့ဒီကောင်းလည်းမကောင်းဘူးဒီကွာတုံညမဲပဲရေဟန်ငမေရဲ့တမီးညမဲရဲ့တမီးရဲ့ဟာလေနေရဲ့ရတော့ရှိနေတယ်တော်တော်မကြိုက်လို့ဒီဘက်ကတော့မကောင်းဘူးတစ်ခါဝယ်စားပါမယ်ဘာရလက်ကြီးဖုံလေးမင်းစားဒီတဲ့အမေကတယောက်တူဆိုဖြစ်နေပြီဒါမစားရတရားဆက်တယ်ပိုင်းနာမှာပွင့်ပတ်ထွက်သွားတယ်အဲ့ဒါမကောင်းဘူးပွင့်ထွက်သွားတယ်အဲ့ဒါမှလည်းကောင်းကိုအဲ့လိုတိုက်တယ်ရှုရှင်းဟုတ်ကဲ့ကျွန်တော်စားပြီဒီနေ့ကျရင်ထပ်မစားဘူး